ကျန်သပင်ပါတယ်လေသပင်ပါတော့သပင်စီသပင် treatment ပြန်လုပ်ရင်းနဲ့စီးတော့နှကမ်းမွေးပိုထွက်လာတယ်လို့ခံစားသပင်လည်းထွက်လာနှကမ်းမွေးလည်းထွက်လာတယ်အော်နှကမ်းမွေးမထားဘူးပေါ့အသက်လည်းကြီးလာပြီလို့နည်းနည်းခံစားတယ်နှကမ်းမွေးစားထားကြည့်ရအောင်တဘောကြတယ်ခုမှကိုတော့ကြီးချောင်းရလို့ခံစားရနည်းနည်းဟွာပေါ့လူကြီးဆန်လာလို့ခံစားရတယ်အမေကတော့ခလေးလို့မြင်တော့မှကျွန်တော်ကဘယ်လိုဖြစ်နေလဲဆိုတော့ဟိုပါလဲအတန်ကလေးတန်ဖြစ်ပြီးတော့လူကနည်းနည်းအသက်ကြီးရုပ်ထွက်တယ်ကျွန်တော်အတန်အဲ့လိုယောက်ျားဆန်တဲ့အတန်မဟုတ်လေအဲ့လိုနည်းနည်းအတန်သေးတော့အဲ့လိုသချင်းဆိုရင်လည်းကျွန်တော်အတန်အဲ့လိုအတန်သေးအဲ့လိုကီးလည်းမြင်တော့အတန်ကတော့လို့မိန်းကလေးတန်လို့ကလေးတန်လို့ဖြစ်ဒါပေမဲ့လွတ်ကတက်ဖြစ်နေနှကမ်းမွေးထားတော့ပူဆိုးရတယ်ဒါ remix ကိုကျွန်တော် brand master တွေနဲ့ပထမဆုံးတက်တဲ့ဆိုင်ဖွင့်ပွဲပေါ့နော်ဆိုတော့ပျော်ပါတယ်ကျွန်တော်ပြီးတော့ပွဲမတက်တာလည်းကြာပြီဆိုတော့လေ2016ထဲမှာပထမဆုံးပွဲတက်ဖြစ်တဲ့အတွက်ပျော်တယ် remix နဲ့လက်တွဲလောက်ရတဲ့လည်းအများကြီးဝမ်းသာပါတယ်တည့်ရတယ်မဲ့လူတိုင်းဒီခေတ်မှာဖုန်းရမ်းသုံးတာဆိုတော့လေကိုယ်လည်းဖုန်းသုံးပြတဲ့တဲမှာပါတယ်ဆိုတော့ mobile accessories တွေနဲ့ gadgets တွေအဲ့လိုသုံးပြတာများတယ်ဆိုတော့ဟုတ်ကျွန်တော် speaker music ဖွင့်နေသူဆိုတော့ speaker သုံးတာများတယ်ဟုတ်တွားလေးရတဲ့ရတော့ဟိုပါပဲ power bank ပဲဖုန်းကအမြဲတမ်းသုံးနေတော့အားမရှိတော့ခဏအဲ့လိုဖုန်းအားသွင်းအောင်လေ power bank သုံးပြတာဝယ်ပြတာအားပါယူပြတာများတယ်remix ကကျွန်တော်လည်းတကယ်လည်းအမြဲတမ်းသုံးနေတာပေါ့နော်ဆိုတော့ remix ကပစ္စည်းတော်တော်များကျွန်တော်တကယ်လည်းသုံးပါတယ်ဆိုတော့တီးပြကြမှာပါ remix ကတော်တော်များတီးပြီးသားဆိုတော့လေသုံးဆွဲကြည့်ပါတကယ် quality လည်းကောင်းပါတယ်ကျွန်တော်လည်းအမြဲတမ်းသုံးပြပါတယ်ဆိုတော့ဝယ်ယူအားပေးဖို့အတွက်ပြောရချင်ပါတယ်အထားဟုတ်တော့နှကမ်းမွေးရကျွန်တော်လည်းမသိဘူးအစထားကြည့်ထားခြင်းနဲ့အဲ့လိုဗာလဲကျန်သပင်ပါတယ်လေသပင်ပါတော့သပင်စီသပင် treatment ပြန်လုပ်ရင်းနဲ့စီးတော့နှကမ်းမွေးပိုထွက်လာတယ်လို့ခံစားသပင်လည်းထွက်လာနှကမ်းမွေးလည်းထွက်လာတယ်အော်နှကမ်းမွေးမထားဘူးပေါ့အသက်လည်းကြီးလာပြီလို့နည်းနည်းခံစားတယ်နှကမ်းမွေးစားထားကြည့်ရအောင်တဘောကြတယ်ခုမှကိုတော့ကြီးချောင်းရလို့ခံစားရနည်းနည်းဟွာပေါ့လူကြီးဆန်လာလို့ခံစားရတယ်အမေကတော့ခလေးလို့မြင်တော့မှဒါပေမဲ့ခလေးဟွာပေါ့လူကြီးဆန်လာလို့ခံစားရပါတယ်ခလေးလို့မြင်တာမမေတယောက်လဲလားအမေပဲပရိသတ်တွေတော့မြင်မှာပေါ့အခုထိတော့ကျွန်တော်ကဘယ်လိုဖြစ်နေလဲဆိုတော့ဟိုပါလဲအတန်ကလေးတန်ဖြစ်ပြီးတော့လူကနည်းနည်းအသက်ကြီးရုပ်ထွက်တယ်ကျွန်တော်အတန်အဲ့လိုယောက်ျားဆန်တဲ့အတန်မဟုတ်လေအဲ့လိုနည်းနည်းအတန်သေးတော့အဲ့လိုသချင်းဆိုရင်လည်းကျွန်တော်အတန်အဲ့လိုအတန်သေးအဲ့လိုကီးလည်းမြင်တော့အတန်ကတော့လို့မိန်းကလေးတန်လို့ဖြစ်ဒါပေမဲ့လွတ်ကတက်ဖြစ်နေနှကမ်းမွေးထားတော့ပူဆိုးရတယ်ကျွန်တော်တကယ်တော့ယောက်ျားဆန်တဲ့အတန်ကြိုက်တယ်ဗျအဲ့လူတဘာဝထင်တယ်အဲ့လိုအတန်သေးရဲ့လူကအတန်တုံးကြီးလို့ထင်တယ်ကျွန်တော်ကအဲ့လိုလိုးတုံးယောက်ျားဆန်တဲ့ခက်ခိုင်ကြိုက်တယ်ဗျကို့မှာတော့မရှိဘူးအော်အဲ့တချင်းကကျွန်တော်အဲ့ဟိုပါဘောနော်အမေတိုင်တချင်းကတော့အဲ့လိုအရန်စိတ်ပြမန်းနေကာလာရှိတယ်ဒီကြားထဲမှာပဲဖြစ်သွားတာပေါ့နော်စိတ်ပြမန်းတခြားတော့မဟုတ်အဲ့လိုတခြားသောခက်ခဲတွေအများကြီးကြုံရတဲ့အချိန်မှာအဲ့အချိန်မှာအဲ့လိုအမေကိုယောက်ျားလေးဆိုသိရမလားအမေတာအမေပဲရှိရတာလည်းပါတော့အမေနဲ့ပတ်သက်ပြီးခံစားချက်တစ်ခုဖြစ်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အမေတို့သချင်းလုပ်မယ်ပေါ့လုပ်ချင်ကြလည်းကြာပြီ1990ပြီးရဲ့နောက်ပိုင်းမှာဆိုတော့ဒီသချင်းလုပ်ချင်တယ်ဆိုတဲ့အချိန်မှာအမေနဲ့ပတ်သက်ပြီးစဉ်းစားတော့အဲ့မိခင်မြတ်တာကိုဖွဲ့မယ်ပေါ့အဲ့ချိန်မှာတခြားစဉ်းစားရတဲ့ main ကလေးနဲ့ပတ်သက်တာရောမိခင်တွေနဲ့ပတ်သက်တာအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အချိန်မှာတအိမ်ကထူကြရပေါ့နော်မိမတွေမှာပဲရှိရပြီးတော့ကိုရီဒီနီယာလာခဲ့တာဆိုတော့အဲ့ဟာစဉ်းစားမိတာအဲ့ဒါနဲ့ okay အမေတအိမ်ကစပြီးတော့မိခင်မြတ်တာကိုစဖွဲ့မယ်ပေါ့အဲ့ဒါကိုစဉ်းစားမိပြီးတော့မှ concept တစ်ခုလုံးစပြီးဖန်တီးတဲ့တာဟုတ်ကဲ့ပါအခုဒီဟာ science ဖွင့်မယ်ပေါ့နော် remix ရဲ့ဒါဟိုပါလဲအောက်မင်္ဂလာတုံလန်ဖောက်ကန်ရက်ကွက်အင်းစိန်မှာပေါ့နော်ဆိုတော့ဒီဆိုင်မှာ mobile accessories တွေနဲ့ gadgets တွေအများကြီးစုံစုံလင်ရပါတယ်ဆိုတော့လာရောက်အပီဖို့တက်ဖိတ်ခေါ်ပါတယ်ခင်ဗျာ